Hello guys, welcome back to my Henry's English Diary. ဒီဗီဒီယိုမှာဒီနေ့ကျွန်တော်အင်္ဂလိပ်စာရဲ့လှုပ်ဝက်ချက်လေးတစ်ခုကိုကျွန်တော်ရဲ့မိတ်ဆွေရောက်စီတန်းကိုပြောပြပေးချင်ပါတယ်။အင်္ဂလိပ်စာကလေးလာရတဲ့ပုံစံကိုကျွန်တော်တို့ဒီ CRC ရဲ့ရောက်စီတန်းက definition ဖွင့်ဆိုရမယ်ဆိုတော့အများကြီးပဲ။ကျွန်တော်ကဒီဗီဒီယိုမှာအချိန်တိုခဏလေးတွေ့မှာပဲအင်္ဂလိပ်စာလေးလာလေးတစ်ခုကိုsharing လုပ်ပေးမယ်။တကယ်တော့အင်္ဂလိပ်စာလေးလာရတယ်ဆိုတာမိတ်ဆွေတို့မှာများများဆဆလုပ်ရတာမရှိဘူး။နံပါတ်1 G ဆိုတဲ့ grammar ကိုမိတ်ဆွေတို့သိရမယ်။နံပါတ်2 R လို့ခေါ်တဲ့ range ပေါ့နော် range ဆိုတာကတော့အင်္ဂလိပ်စာရဲ့ vocabulary တွေကိုကျွန်တော်ဆိုလိုတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အင်္ဂလိပ်စာ level တွေလူလောက်ထားတဲ့ level တွေအလျောက်အများကြီးရှိပဲ level တွေဟလာ A1 A2 B1 B2 C1 C2 ဆိုပြီး level တွေအလိုက်ရှိကြတယ်။ဒါပေမဲ့ level တစ်ခုချင်းနေတိုင်းကသူတို့ရဲ့ဘုံတူတာကိုကျွန်တော်တို့ဆွဲထုတ်လိုက်မယ်ဆိုလို့ရှိရင်သူတို့အရောက်စီတိုင်းကသူတို့ level တစ်ခုချင်းစီတိုင်းကအင်္ဂလိပ်စာ G လို့ခေါ်တဲ့ grammar နဲ့အင်္ဂလိပ်စာ vocabulary ကိုခေါ်တဲ့ကျွန်တော်ရှိမှာတော့ R လို့ခေါ်တဲ့ range ပေါ့နော်ဒီနှစ်ခုလေ့လာရတယ်။ဒါကြောင့်မိမိတို့ရဲ့အင်္ဂလိပ်စာကိုတိုးတက်ချင်တယ်ဆိုမိတ်ဆွေတို့က G ဆိုတဲ့ grammar ကိုလေ့လာရမယ်။ R ဆိုတဲ့ vocabulary range ကိုလေ့လာရမယ်။မိတ်ဆွေတို့မှာ G ဆိုတဲ့grammar တရားရယ် vocabulary range ဆိုတဲ့ word hara ရယ်အဲ့နှစ်ခုရှိမယ်ဆိုရင်မိတ်ဆွေတို့ကအင်္ဂလိပ်လိုရေးနိုင်မယ်။အင်္ဂလိပ်လိုပြုံးပြီးတည်သွားမယ်။ကျွန်တော်ဒီမှာမေးခွန်းလေးမေးချင်တာအဲ့ G ဆိုတဲ့အရာနဲ့ R ဆိုတဲ့အရာကိုကျွန်တော်တို့တင်စားပြီးခေါ်ကြမယ်ဆိုရင် G ကိုကျွန်တော်တို့ grammar ကိုတနတ်လို့ခေါ်ရအောင်။ R ကိုတော့ကျွန်တော်တို့ကကြည်စံလို့ခေါ်ရအောင်။ကျွန်တော်မိတ်ဆွေကိုကျွန်တော်မေးချင်ပါတယ်။ G လို့ခေါ်တဲ့တနတ်နဲ့ R လို့ခေါ်တဲ့ကြည်စံဘယ်တစ်ခုကအင်္ဂလိပ်စာလေ့လာတဲ့နေရာမှာပိုအရေးပါပါတယ်။နှစ်ခုစလုံးကတော့အရေးကြီးတယ်။ကျွန်တော်တို့တနတ်ဆိုတာကြည်စံပါမှပြလို့ရတယ်။ကြည်စံဆိုတာလည်းတနတ်ရှိမှပြလို့ရတာ။မှန်ပေမဲ့ဘယ်တစ်ခုကပိုအရေးကြီးတယ်လို့ကျွန်တော်ရဲ့မိတ်ဆွေညီကိုဒီကထင်ပါတယ်လေမိမိတို့ရဲ့ထင်မြင်ချက်တွေကို comment အောက်မှာရေးခဲ့ပေးပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ် bye bye